နာနာရီရတနေ့မှာတခင်ဖြစ်သူဟာသူ့ရဲ့ခွေးလေးကိုတွေးတွေပေးချင်လျက်သားနဲ့တွေ့ရှိခဲ့ပါတယ်။သူဟာကလေးငယ်ရဲ့အခန်းထဲကိုအပြေးလွှားသွားကြည့်တဲ့အခါမှာတော့ကလေးပုခတ်ဟာလဲကျနေပြီးတွေးဆက်တွေကလည်းပခတ်ပုံမှာစီးကျနေတာကိုမြင်လိုက်ရပါတယ်။သူ့ရဲ့သားငယ်လေးကိုလည်းဘယ်နေရာမှာမှရှာမတွေ့တော့ပါဘူး။ဒေါသအမျက်ချောင်းထွက်သွားတဲ့အဲ့ဒီလူဟာငါကလေးကိုဒီခွေးတက်လိုက်ပြီလို့ထင်မှတ်ပြီးသူ့ရဲ့ဓာတ်ကိုဆွဲကကလေးကိုတက်တယ်လို့ယူဆရတဲ့သူ့ရဲ့ခွေးကိုပဲပြန်လဲတက်ဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ခွေးလေးရဲ့နောက်ဆုံးထွက်သက်မှာတင်ကလေးငယ်ရဲ့ငိုတန်ဟာအခန်းထဲမှာပြက်လွတ်လာခဲ့ပါတယ်။တကယ်တော့ကလေးငယ်ဟာပုတ်ခတ်အောက်မှာဘေးကင်းစွာရှိနေခဲ့တာပါ။ကလေးရဲ့ဘေးနားမှာတော့တေဆုံးနေတဲ့ဝင်းပလွေကြီးတစ်ကောင်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။တစ္ဆာရှိတဲ့ခွေးလေးဟာကလေးကိုကာကွယ်ဖို့အတွက်ဝင်းပလွေကြီးကိုတိုက်ခိုက်တက်ဖြတ်ပေးခဲ့တာဖြစ်ပြီးတခင်ဖြစ်သူကတော့တားရဲတစ်ကောင်လို့မှားယွင်းထင်မှတ်ကသူ့ရဲ့တစ္ဆာရှိအဖို့မှုကိုကိုယ်တိုင်တက်မိခဲ့တာပဲဖြစ်ပါတယ်။